အတူပါနော်အတူအစစ်မဟုတ်ပါဘူးရှင်ကြည်စံကပတ်အစစ်မဟုတ်ပါဘူးနော်အတူပါနော်တော့ကြအဖမ်းခံထိနေပါဦးမရှင်ဒီအောင်ကြည်စံကပတ်ကလေးတွေရပါပြီရှင်အရင်တစ်ခေါက်ကဈေးနဲ့ပဲပေးမယ်နော်ဒီလားဈေးလည်းမတက်ပါဘူးရှင်အရင်တစ်ခေါက်ကရောင်းပေးတဲ့ဈေးနဲ့ပဲပေးပါမယ်ရှင်မရလိုက်တဲ့သူလေးတွေမိသူရဲ့ဆိုင်မှာလာလို့ရပါပြီနေဝေးတွေဆိုလို့ရှိရင်လည်းမိသူပို့ပေးပါတယ်ရှင်တာချီလိုက်မိုင်းလာမိုင်းဆက်မိုင်းဖြတ်အကုန်လုံးပို့ပေးရနော်ဒါကကြတော့ယောက်ျားလေးမိန်းကလေးအကုန်ပတ်လို့ရတယ်လုံးဝကို trend နေတာတယောက်ဆိုလို့ရှိရင်လေနှစ်ခုသုံးခုအဲ့လိုမျိုးပတ်တဲ့ဒီဇိုင်းလေးရှိရနော်အရန်ပုံမိုက်တဲ့ဒီဇိုင်းလုံးဝကြည်စံထိပ်ဖူးလေးဆိုလဲကြည့်လိုက်တကယ်ကိုအနုစိတ်ပြီးတော့တော်တော်ကိုလာတယ်ကွာတိလာကြီးမပေးရတဲ့ဈေးနဲ့ကိုလုံးဝတန်စီရမယ်ပြီးလို့ရှိရင်လေဘသူစီမှာကွာဈေးကပို့ပြီးတော့တင်နေတိလာ line ပေါ်မှာရိုက်ရှာကြည့်လိုက်ဘူးလက်ဘက်ဆိုပြီးတော့ရှာလို့လည်းရတယ်ဒါမှမဟုတ်ကြည်စံကပတ်ဆိုပြီးတော့လည်းရှာကြည့်လိုက်ရှာကြည့်လို့ရှိရင်တက်လာလိမ့်မယ်အဲ့မှာအဲ့ဈေးတွေကိုရှင်ကြည့်လိုက်မေသူရဲ့ဆိုင်မှာရတဲ့ဈေးနဲ့တကယ်ပေါ့နော်အဲ့မှာရောင်းနေတဲ့ဈေးတွေနဲ့အဆင်ပြေရလားမေသူရောင်းတဲ့ဈေးတွေကတကယ်ကိုတန်ရလားဆိုတာအရင်ရှာကြည့်ဈေးနှုန်းတွေအကုန်စုံစမ်းကြည့်လိုက် okay တဲ့ဆိုမှမေသူစီကိုလာမှာပါရှင်ဒီမှာအရန်မိုက်တဲ့ဒီဇိုင်းတွေကိုအရန်တန်တဲ့ဈေးတွေနဲ့မေသူချိုက်ကရောင်းပေးပါပါရှင်ဒီလိုကပတ်မျိုးဒီလိုပုံစံမျိုးမေသူချိုက်ဆိုင်နော်ကျိုင်းတော်မှာမေသူချိုက်မှာပဲရပါမယ်ရှင်ဒီမှာကြည့်ဒီအနားလေးကကြဒီလိုမျိုးလုံးဝတိတ်တိတ်တက်တက်လေးပြီးရင်ကပတ်လိုင်းနေအောင်လည်းပြအောင်မယ်ဒီမှာကြည့်ဒီလိုပုံစံမျိုးလေးအရန်ကိုမိုက်တယ်တိလာဒီဘူးလက်ဘက်ကကြတော့လေမေသူတို့စီမှာလေမေသူတို့စီမှာဆိုဒီ TikTok မှာကိုပဲအရန်ကို trend ပြီးတော့ကောင်လေးရောကောင်မလေးရောအရန်ကြိုက်တဲ့ဒီဇိုင်းနော်ဒီမှာကြည့်အနီးကလေးလည်းတစ်ချက်ရှိုးလိုက်တော်တော်ကိုမိုက်တယ်တိလာဒီမှာကြည့်မေသူစီမှာအများကြီးပဲပါပါတယ်ရှင်အရင်တစ်ခေါက်ကတော့မေသူရောင်းပေးပြီးသွားပြီးအရင်တစ်ခေါက်ဈေးနဲ့ပဲပေးမယ်ပေါ့နော်အရင်တစ်ခေါက်ကမြန်လိုက်တဲ့သူလေးတွေမြန်လာယူပါရှင်ဒီမှာလုံးဝမိုက်တဲ့ဒီဇိုင်းလေးတွေပါရှင်ဒီလိုကပတ်ဒီလိုဒီဇိုင်းနော်အရန်ကိုမိုက်ပါတယ်ရှင်ဒီကောင်လေးနော်ဒါလေးဆို TikTok မှာရိုက်ရှာလိုက်လို့ရှိရင်ကိုအများကြီးထွက်လာလိမ့်မယ်ဈေးနှုန်းတွေလည်းကျလာလိမ့်မယ်သူတို့ပြောလိမ့်မယ်နော်မေသူစီမှာကအရင်ဈေးလေးနဲ့ပဲရောင်းပေးမယ်လုံးဝကိုပဲဈေးတက်တာစီရပါမယ်ရှင်ကျိုင်းတုံလိုမျိုးတို့မှာနော်တန်တာကလည်းဘာမှပိုကုန်စရာကုန်မလို့တော့နော်ကျိုင်းတုံမျိုးတွင်းကလူတွေဆိုလို့ရှိရင်လုံးဝကိုအဆင်ပြေတယ်မေသူစီမှာလာပြီးတော့မှာပါရှင်အနီးနားကသူတွေဆိုလို့ရှိရင်လည်းမေသူစီမှာလာမှာလို့ရပါတယ်ရှင်မေသူကကျိုင်းတုံမျိုးကပါကြောက်တိုင်ခွတ်ခွတ်ချင်းလေးမှာမေသူချိုက်ထဲဆိုင်ဆိုဆိုင်းပုတ်အကြီးလေးထောင်ထားပါတယ်ရှင်ကဲဘလောက်မိုက်လဲနော်ဘလောက်မိုက်လဲဒီလိုမိုက်တာတွေမေသူချိုက်မှာပဲရမယ်နော်မေသူချိုက်ကိုအမြန်လာခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျေးဇူးပါ